အားလုံးပဲမင်္ဂလာပါကိုထဲရဲ့ YouTube channel ဒီကနေကိုမတွေအားလုံးနှွေးထွေးစွာဖြစ်ပြန်လဲကြိုဆိုလိုက်ပါရပြန်နော်ကိုထဲကိုမတွေအားလုံးပဲစိတ်ချမ်းသာရင်ကိုကြီးကျမချင်းများနဲ့ပြည့်စုံကြပါစေလူရင်ဆန္ဒတွေတလုံးတော့ရတဲ့ပြည့်စုံကြပါစေစိတ်သွားတိုင်းလဲကိုပါလူရဆန္ဒတွေပြေဝကြပါစေလို့ကိုထက်ကစုံမကောင်းလေးတောင်းပေးခဲ့ပါတယ်ဗျကဲကိုမတွေအားလုံးပဲဒီနေ့လေးမှာတော့ညမနက်ကလေးအောင်မြင်ခဲ့ပြီနော်ဒီညနေမှာဆို6ပတ်တီ64 main ကွက်နေရတယ်2သီးစားနေရတယ်မနက်ကဆိုအကိုမတွေအားလုံးပဲ3ညပတ်တီ30အခွေထဲမှာလည်းပါတယ် main ကွက်ထဲမှာလည်းပါတယ်3သီးသားနေရတယ်အားလုံးပဲအဆင်ပြေခဲ့တယ်နော်ကျွန်တော်ပေးထားတဲ့ဇာတိုးပတ်တီ3ညလည်းမနက်ကထွက်သွားတယ်အောင်မြင်ခဲ့တယ်အကိုမတွေအားလုံးပဲဒီနေ့နေကုန်လေးမှာအားလုံးပဲအဆင်ပြေခဲ့တယ်နော်မနေ့ကတောက်ကြနေရောက်လာပြီဆိုတော့အကိုမတွေအားလုံးပဲကျွန်တော်ပေးနေကြလက်ဆောင်ပတ်တီလေးတွေ main ကွက်ကလေးတွေယူနေကြအကိုမတွေအားလုံးပဲအတီဆုံးမှာတောက်ကြနေမှာဘလို့အဆင်ပြေတယ်ဘလို့ရတယ်ဆိုတာနော်အကိုမတွေအားလုံးပဲတီအတီဆုံးပါဗျာနော်လို့ရှားသေးခြင်းနဲ့ပေါက်သေးခြင်းနဲ့เนาะအကိုမတွေအားလုံးပဲကျွန်တော်ရှိမှာအဖွဲ့ဝင်ကန်ဆက်တဲ့အကိုမတွေအားလုံးပဲပြန်လည်ပြီးတော့ကန်ဆက်လို့ရပါပြီကန်ဆက်ကြေးစီ1000ပါအကိုမတွေအားလုံးပဲဝင်နိုင်တဲ့ငွေပမာဏပါလူဟောင်းတွေရောလူသစ်တွေရောအကိုမတွေအားလုံးပဲအဆင်ပြေအောင်ကြိုးစားပေးထားတယ်ဒီညနေမှာဆိုလဲအကိုမတွေအားလုံးပဲအားလုံးအဆင်ပြေခဲ့တယ်ကျွန်တော်နေကင်းက live လွှင့်ခဲ့တယ်เนาะအကိုမတွေအားလုံးပဲအတီသုံးပါကျွန်တော်ရအောင်ဘယ်လိုကြိုးစားပေးတယ်ဘယ်လိုရှာပေးတယ်ဆိုတာအမျိုးတွေအားလုံးပဲအတီသုံးပါနော်အစင်မပြေပြအောင်လုပ်ပေးတယ်အစင်ဘလို့မပြေလဲဘလို့ပြေအောင်ကျွန်တော်ဘလို့လုပ်ပေးရမလဲကျွန်တော်စဉ်းစားတယ်ဝယ်ရကအစင်မပြေဘူးဆိုတာကျွန်တော်ခရီးတွေသွားနေရတယ်အစင်မပြေမှုလေးတွေရှိနေလို့ဒါကြောင့်မလို့အကုန်မတွေအားလုံးပဲအစင်မပြေတာအခုကျွန်တော်ပြန်ရောက်နေပြီပြန်နားနေပါပြီခရီးရတယ်မသွားတော့ပါဘူးအလုပ်ကိုပဲကြိုးစားလုပ်တော့မယ်ဒါကြောင့်မလို့ကိုထိုင်းရဲ့ channel လေးကအကုန်မတွေအားလုံးပဲဒီဗီဒီယိုဖိုင်လိုက် show လေးကအကျိုးရှိစေမဲ့ဗီဒီယိုဖိုင်လိုက် show လေးပဲဖြစ်ပါတယ်လူဟောင်းတွေရောလူသစ်တွေရောအကုန်လုံးကျွန်တော်အဖွဲ့ဝင်ပြန်ခေါ်နေပါပြီအဖွဲ့ဝင်ကျေးစီ1000ကျပ်ပါနော်အမျိုးတွေအားလုံးပဲဝင်နိုင်တဲ့ငွေပမာဏပါဒါကြောင့်မလို့အကိုမတွေအားလုံးပဲဝင်နိုင်ရင်ကိုထိတ်မှာဆက်သွယ်ပြီးတော့အဖွဲ့ဝင်1000ကျန်တဲ့လာရောက်ပြီးတော့ဝင်လို့ရပါပြီကန်ဆက်ချင်တဲ့အမျိုးတွေအားလုံးပဲနော်ယုံကြည်မှလက်တွဲပါမယုံကြည်ရင်လည်းမတွဲပါနဲ့ဗျာရရှိခြင်းလို့ပေါက်စေခြင်းလို့အပတ်တိုင်းမှာလည်းအတောက်ကြနေဆိုရင်အမြဲတမ်းအဆင်ပြေတယ်အကိုမတွေအားလုံးပဲရနေကြကဏ္ဍလေးတွေဖြစ်တဲ့အတွက်ဒါကြောင့်မလို့ကျွန်တော်တို့က1000ကျပ်ဆိုတာလူတိုင်းဝင်နိုင်တဲ့ငွေပမာဏပါเนาะအများကြီးခေါ်ထားတာလည်းမဟုတ်ဘူးအကိုမတွေအားလုံးပဲဝင်နိုင်တယ်ဆိုရင်ဝင်မှာမဝင်နိုင်တဲ့အကိုမတွေအားလုံးနေတဲ့ကိုကြည့်တော့ပါနေတိုင်းတဲ့အဖွဲဝင်တွေတော့မတူဘူးပဲပြကြအဖွဲဝင်ဆိုတာတော့တောင်းဝင်ယူမှုတောင်းဝင်ကမှုအပြေဝပြရတယ်เนาะကျွန်တော်တို့ပြောမပြောเนาะလွဲချော်မှုဖြစ်ခဲ့ရင်တော့ကျွန်တော်တို့နောက်တစ်ပတ်ကိုထပ်ပြီးတော့အစားပေးရတယ်နော်အဖော်ဝင်ဘာရမလဲဆိုရင်အကုန်မရအောင်ပဲတောက်ကြနေတနေ့စာတော့လက်ဆောင်ပတ်တီနဲ့ main 3ခွဲရပါမယ်နောက်တစ်ပတ်တနင်္လာအင်္ဂါပုတ်တခု3ရက်အတွင်းမှာကြားရမယ်ဇာတိုးပတ်တီ100ခိုင်နှုန်းအာမခံတဲ့ဇာတိုးပတ်တီတစ်လုံးနဲ့မွေး3ခွဲရပါမယ်နော်ဖွားဝင်နေဆိုတာဇာတိုးပတ်တီကိုအဓိကထားစောနိုင်မှာဝင်မှာအဓိကထားမစောနိုင်မဝင်မှာနဲ့ဘာဖြစ်လို့ဆိုတော့မွေးခွက်ဆိုတာထွက်တဲ့ခါလည်းရှိတယ်မထွက်တဲ့ခါလည်းရှိပါတယ်ဒါကြိုပြောထားတာနော်အကုန်မတွေအားလုံးနော်ကျွန်တော်တို့ကဒီဇာတိုးပြီးရင်ဒီမွေးခွက်ပဲပေးတာနော်ဘာမှတပည့်ဟာရှောက်ပေးတာမဟုတ်တဲ့အတွက်ကျွန်တော်တို့ကဇာတိုးပတ်တီကိုအဓိကထားပေးတယ်အကုန်မတွေအားလုံးပဲဇာတိုးပတ်တီကိုပတ်နိုင်ပါတယ်ဆိုရင်လာဝင်မှာနော်ဇာတိုးပတ်တီကိုအဓိကထားစော်နိုင်တယ်ဆိုရင်လာဝင်မှာကျွန်တော်တို့ကတာဝန်ယူမှုတာဝန်ခံမှုအပြည့်အဝနဲ့ပေးတာပါ1000ဆိုတာအဖွဲ့ဝင်ကြီး1000ဆိုတာလူတိုင်းဝင်နိုင်တဲ့ငွေပမာဏပါနော်အများကြီးခေါ်ထားတာမဟုတ်ဘူးအကုန်မတွေအားလုံးပဲအတီသုံးပါနော်အများကြီးရှောက်ထိုးနေမယ်အစားဝင်1000ကျပ်နဲ့ဝင်လိုက်တာနဲ့အကုန်မတွေအားလုံးပဲထီထီမီမီနဲ့ထိုးရမယ်ထီထီမီမီနဲ့ဆော့ရမယ်ဒီကဏ္ဍတစ်လုံးကိုပဲဆော့ရမယ်အကူမတွေအားလုံးပဲအများကြီးလဲလိုက်ဆော့နေကြမလို့ဘူးเนาะဒါကြောင့်မလို့အကူမတွေအားလုံးကိုကျွန်တော်အဖွဲ့ဝင်ကန်ဆက်ကြီး1000ကျပ်နဲ့အကူမတွေအားလုံးကိုအဖွဲ့ဝင်ခေါ်တယ်လာရောက်ဝင်ခြင်းတဲ့အကူမတွေအားလုံးပဲကိုထမ်းနဲ့လက်တွဲခြင်းနဲ့မိသားစုဝင်အမျိုးတွေအားလုံးပဲလာရောက်ပြီးတော့ကန်ဆက်လို့ရပါပြီเนาะကိုထက်ရဲ့အမျိုးတွေအားလုံးကိုကန်ဆက်ကြီး1000ပါနော်ဆမ်ရဲ့ဖုန်းနံပါတ်လေး399250 36062နဲ့ပါအိုက်ဖုန်းနံပါတ်ကိုဓာတ်ရိုက်ဆက်ပြီးမှအဖော်ဝင်ကြည့်လွှဲပါဓာတ်ရိုက်မဆက်ဘဲနဲ့ဖုန်းမဆက်ဘဲနဲ့ငွေကြုံမလွှဲပါနဲ့အကူမတွေအားလုံးကိုတီးစီခြင်းလို့ပါနော်အဲ့ဆိုရင်ကျွန်တော်မနေ့က12ရက်12လ2025တောက်ကြနေကိုရောက်လာပြီเนาะအကူမတွေအားလုံးပဲတောက်ကြနေတော့ကျွန်တော်လာရောက်ပြီးတော့မျှဝေပေးတာပါအကူမတွေအားလုံးပဲရားသိခြင်းလို့ပေါက်စီခြင်းလို့ပါเนาะတောက်ကြနေ12ရက်12လ2025တောက်ကြနေအတွက်လုံးမိုင်ပတ်တီတီ1ပိုင်း8ပိုင်းပါเนาะ1ပတ်တီ8ပတ်တီပါဗျာเนาะအမျိုးတွေအားလုံးပဲ1ပိုင်း8ပိုင်းပါเ
နော်အကိုမားလေးရှိမှလုံးမိုက်ပတိရှိရဆိုရင်လည်း1ပါသောကနဲ့10ပါသောကနဲ့များနဲ့ကတ်ထိုးပါနော်အကိုမားရအောင်ဘလို့လေးပဲအဆင်ပြေပြေကျွန်တော်ကအဆင်ပြေဝမ်းတာပါတယ်နော်ဒါကြောင့်မလို့အကိုမားရအောင်ပဲ1နဲ့ပတ်သက်ရင်10 1ခွန်1 5 1 2ပါနော်1နဲ့ပတ်သက်ရင် main ကွက်ကလေးစီ10 1ခွန်1 5 1 2ပါနော်8နဲ့ပတ်သက်ရင်အကိုမားရအောင်ပဲ main ကွက်ကလေးစီ8 4 8 6 8 2 8 9ပါနော်8နဲ့ပတ်သက်ရင်8 4 8 6 8 2 8 9ပါလေးလုံးအပြီးပေါက်ရှယ်အခွေဒီအကိုမရအောင်ပဲ1 8 6နှစ်အခွေပါနော်လေးလုံးအပြီးပေါက်ရှယ်အခွေလေးဒီ1နှစ်အော်1 8 6နှစ်အခွေပါဗျာနော်အကိုမရအောင်ပဲတစ်ကွက်ကောင်းနှစ်ကွက်ကောင်းလိုချင်တဲ့အကိုမရအောင်ကကျွန်တော်အဖွားဝင်တဲ့အကိုမရအောင်ပဲလက်ဆောင်ပတ်တီးနဲ့ရောပေးပါမယ်နော်အဖွားဝင်တဲ့အကိုမရအောင်ပဲတစ်ကွက်ကောင်းနှစ်ကွက်ကောင်းနဲ့ထိုးရမယ်လက်ဆောင်လည်းရမယ်နော်လက်ဆောင်ပတ်တီးလုံးနဲ့တစ်ကွက်ကောင်းနှစ်ကွက်ကောင်းထိုးရင်လည်းအကိုမတွေအားလုံးပဲအဖွားဝင်ကန်ဆယ်ကြီးဒီတောင်းပါအကိုမတွေအားလုံးပဲဝင်တဲ့အကိုမတွေအားလုံးပဲရမယ်ဗျာနော်မဝင်တဲ့လူတွေကတော့ကျွန်တော်ပို့မပေးပါဘူးဒါကြောင့်မလို့လူသစ်တွေရောလူဟောင်းတွေရောအကိုမတွေအားလုံးပဲဒီနေ့နေကုန်လေးအောင်မြင်လို့မနေ့ကလည်းထားပြီးအောင်မြင်အောင်ကြိုးစားပေးလိုက်တောက်ကြနေမှလည်းအားလုံးအဆင်ပြေအောင်ကြိုးစားပေးထားတယ်နော်ဒီနေ့နေကုန်မှာအောင်မြင်တဲ့အကိုမတွေအားလုံးကကောမတ်ကလေးမှာပေါက်တဲ့အကိုမတွေကပေါက်ကြီးလေးတွေမှန်ပေမဲ့မပေါက်တဲ့အကိုမတွေအားလုံးကတော့မင်္ဂလာပါလို့ကောမတ်ကလေးမှာတယောက်တစ်ချောင်းလေးမှန်ပေမဲ့အကိုမတွေအားလုံးပဲကောမတ်ကလေးမှာမှန်ပေးရလို့ကိုမတွေအားလုံးတော့အကျိုးမရုပ်စေရပါဘူးအားလုံးပဲအဆင်ပြေရပါမယ်နော်မြင်မရှိတဲ့သူများမြင်တော့ share တဲ့အကိုမတွေအားလုံးက share ပေးပါမျှဝေလို့ရတဲ့နေရာလေးမှာမျှဝေပေးပါနော်များသူကမြင်နိုင်တဲ့နေရာလေးတွေမှာ one share ပေးပါနော်သူများကမရှိတဲ့သူများမြင်သွားတော့ပောက်သွားခင်အကိုမတွေအားလုံးလည်းကုသိုလ်ရတယ်ကျွန်တော်လည်းကုသိုလ်ရပါတယ်နော်အဖွားဝင်ကန်ဆက်ချင်ပါတယ်ဆိုရင်ကျွန်တော်ရဲ့ဖုန်းကိုတိုက်ရိုက်ဆက်ပါအဖွားဝင်ကန်ဆက်ကြီးဒီ1000ပါနော်ဆက်ရဖုန်းနံပါတ်ဒီ309 250 360 6နှစ်နဲ့ပါပြီးသွားရင်ဒီဗီဒီယိုရဲ့ live show လေးအောင်ပါကျွန်တော်ဖုန်းနံပါတ်ကလေးပင်ထောက်ပေးခဲ့ပါမယ်အမျိုးတွေအားလုံးပဲလာရောက်ပြီးတော့ဝင်လို့ရပါပြီနော်ကိုထိုင်ရဲ့မျိုးတွေအားလုံးပဲစိတ်ချမ်းသာခြင်းကိုယ်ကျန်းမာခြင်းများနဲ့ပြည့်စုံကြပါစေလူဝင်ဆန္ဒတွေတလုံးတော်ရတဲ့ပြည့်စုံကြပါစေစိတ်သွားတိုင်းလည်းကိုယ်ပါလူရဆန္ဒတွေပြည့်ဝကြပါစေမင်္ဂလာရှိသောတက္ကမင်္ဂလာရှိတဲ့နေ့ရက်တိုင်းကိုထာဝရပိုင်ဆိုင်နိုင်ကြပါစေပျော်ရွှင်သောမိသားစုဘဝလေးနဲ့လည်းပျော်ပျော်ရွှင်ရွှင်လက်တွဲနိုင်ပါစေလို့မနက်ဖြန်ကတောက်ကြနေမှလည်းအားလုံးပဲအဆင်ပြေကြပါစေလို့ကိုထက်ကဆုမကောင်းလေးတောင်းပေးခဲ့ပါတယ်ဗျာနော်အားလုံးပဲပတ်မယ်မှာကံကောင်းကြပါစေဗျာနော်မနက်ဖြန်က12နာရီတစ်ချက်တီးကိုကျွန်တော် live လွှင့်ပါမယ်နော်အကောင်မရအားလုံးပဲမနက်ဖြန်တစ်ချက်တီးကိုကျွန်တော် live လွှင့်ပါတယ် live ရှိပါမယ်ဗျအားလုံးပဲပတ်မယ်နော်ကံကောင်းကြပါစေ